Yo, kuma alam mo na ba? Ini maro kapele ma luday ka ni jan liu mo koi rama to bia kai ni mai ဖြစ်ပါတယ်။ liu mo ကြောကိုကျွမ်းကျင်လို့ကိုင်နေရမဟုတ်ပေမဲ့ဒီမျိုးကတမိတ်ထွက်နေတဲ့ဒီလိုပဲဖြစ်ပါတယ်။ကြည့်ရတော့မူတော့တိတ်တိတ်လေးခိုးပတ်ပေးတာလားတော့မသိပါဘူး။ကိုတခြားကြီးတို့ကိုင်ဒီလိုတန်းပြတ်သွားမယ်လို့မထင်ပါဘူး။ဒီနှစ်ကကြောမြင်းနေဆိုတော့ဒီမျိုးကိုပတ်ပေးတာလားမသိပါဘူး။အခုဘရိုတွေ့ရတဲ့လီယိုမောကပလီယာကျန်တာမဟုတ်ဘဲနဲ့ဟီရိုကကျန်နေတာပေါ့နော်။ကိုရောက်တဲ့ခါတလေမြင်းနေပါလွဲပါတယ်။ရှိတမိတ်ကတော့ဘရိုမြင်တဲ့အတိုင်းပဲတိတိတတ်တာကြီးထွက်နေရဲဆိုပေမဲ့ကိုလိုဖင်ကောင်းမစတာနဲ့ပေါ့နော်။119နဲ့ဆိုပေမဲ့အများကြီးနဲ့1ချိုင်တော့တင်ပါပါပဲ။ public မှာဆော်နေရဆိုတော့ဝင်သွားလဲဘယ်သူမှပြီးတော့ကိုမမဟုတ်ပါဘူး။လီယိုမောရဲ့ scale 1နဲ့ scale 2ကကြောတမိတ်တွေများနေဆိုပေမဲ့မြင်းခေါ်လိုက်ပြီဆိုရင်သူ့ရဲ့ basic ကပြောင်းသွားပါတယ်။ scale 2ကကြောမြင်းနဲ့ကန်ထုတ်ပြီးတော့ scale 1တော့တမိတ်ပဲပေါ့နော်။300လွယ်ပြီးတော့ကိုလိုတော့မြင်းမလွဲစေပါနဲ့။ကြီးbro လိမ့်တော့မယ်ဆိုတော့သိပါတယ်ကိုလီယိုမောကခိုင်နေကြတော့မဟုတ်ပေါ့နော်ဒါပေမဲ့ခုနကမြင်းလဲသွားရဆိုတော့လေကို enemy ကိုကြည့်ပြီးတော့တုံးတာမလို့ပဲဖြစ်ပါတယ်တိုင်မြင်းကိုမကြည့်ဘူးပေါ့နော်အကြောင်းမလို့မြင်းလဲရဖြစ်ပါတယ်ဟို bro ဒီဗီဒီယိုကြည့်ပြီးတော့ဆိုရင် enemy public ကဘာလို့လီယိုမောကိုင်နေဆိုတာသိလောက်ပြီလို့ထင်ပါတယ်ဘာလို့လဲဓမိတ်တွေဆောက်ရဲများနေတယ်ပေါ့လားအတက်လို့ကြီးကိုမကြမ်းတဲ့သူတောင်မှသူဓမိတ်တွေများနေရောဟီရိုကီကအများကြီးရပါတယ်လီယိုမောလို့ဓမိတ်ထွက်နေဟီရိုတစ်ကောင်လည်းရှိပါသေးတယ်အဲ့ဒါကိုကိုင်နေတဲ့ဆူကြီးပဲဖြစ်ပါတယ်ဆူကြီးလည်းတမိတ်တွေတော်တော်တင်ပေးထားပါတယ်ဒီစီဇန်မှာဆူရီနဲ့လီမောတော့ဟိုက်ပါကိုင်းလို့ကောင်းတဲ့နှစ်ကောင်ပဲဖြစ်ပါတယ်ကိုလိုတော့အများကြီး 5v1 သွားမချနဲ့ပေါ့နော်ကိုရကေးလေးနည်းနည်းရရင်ဖင်ကောင်းစတားတတ်ပါတယ်အကြောင်းလည်းတရားပေါ့နော်ကိုရဲ့ကောင်းတဲ့တစ်ချက်ကကြောတာဝိုင်းဆိုရင်တာဝါချုံမနိုင်မယ်ကြောတာဝါဝန်းကြီးပဲချို့ပါတယ်ဒီများလိုလေးမတိုက်ပါဘူးဒီတိုက်ပြီးရှုံးသွားတဲ့ပွဲလေဘရိုတွေ့ပြီးမှဖြစ်ပါတယ်ဘရိုလေးကဒီလောက်ပဲပေါ့နော်ဘရိုအနေနဲ့ကျွန်တော်ရဲ့လီယိုမောရဲ့ချင်းချမ်းတောက်စကေးတွေကိုချိန်တက်မယ်လို့မျှော်လင့်ပါတယ်စောင်းနေကြည့်ပြီးတဲ့တရားလေးနဲ့ကျေးဇူးတင်ပါတယ်ဒါပါပဲ